အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျွန်မကအိမ်မှာကော်ဖီတွေလည်းကုန်နေပြီပြီးတော့အခုတော့ကျွန်မစိတ်ဝင်စားနေတာပါလဲဆိုလို့ရှိရင်ကော်ဖီနတ်တောက်တာပေါ့နော်ပြန်တော်ရဲ့ဒီကော်ဖီနတ်တောက်တဲ့အဲ့ဒီပုံစံခွဲလေအဲ့ဒါလေးကိုစိတ်ဝင်စားနေတာကိုနိုင်လည်းကော်ဖီတောက်ရတာကြိုက်တာဖြစ်တဲ့အခါကျတော့အဲ့ဒီကော်ဖီနတ်တဲ့ပြန်တော်တွေကော်ဖီနတ်တဲ့အဲ့ဒီပုံစံခွဲလေးကိုဆိုလို့ရှိရင်ဘယ်လိုခေါ်တာလဲဘယ်လိုသုံးတာလဲဘယ်လိုမျိုးဘာ ingredient တွေပါဝင်တာလဲဆိုတာလေးကိုကျွန်မလေ့လာထားတာပေါ့နော်လေ့လာပြီးလို့ရှိရင်ကျွန်မကိုယ်တိုင်ကော်ဖီလုပ်ကြည့်မယ်စမ်းကြည့်မယ်ပေါ့နော်ခါတိုင်းကျွန်တော်တောက်တဲ့ပုံစံကတော့ဆက်တဲ့မှာဒီတိုင်းထည့်လို့ရှိရင်သူတို့အငွေတွေကျလာရင်အဲ့အငွေတွေယူတောက်လိုက်တာတမျိုးပေါ့နော်အခုဒီပြန်တော်မှာဆိုလို့ရှိရင်သူရဲ့မူရင်းအဲ့ဒီဗီယက်နမ်ကော်ဖီတွေပါတယ်နတ်တောက်တဲ့ပုံစံလေးရှိအဲ့ဒီပုံစံခွက်လေးကိုဆိုလို့ရှိရင်လည်းနာမည်ရှိရနာမည်ကတော့ Fin လို့ခေါ်တာပေါ့နော် PHIN ဒီသူရဲ့ဒီအတန်ထွက်နေဆိုလို့ရှိရင် Fin လို့ခေါ်တာအဲ့ဒါကိုဆိုလို့ရှိရင်သူကwebsite တို့ဘာတို့မှာရှာမယ်ဆိုလို့ရှိရင်သူကa Vietnamese Fin coffee filter ဆိုပြီးမှအဲ့လိုမျိုးခေါ်တာဖြစ်ပါတယ်တော့ကျွန်မကအဲ့ဒီ coffee နတ်တဲ့ဗီယက်နမ်ကော်ဖီနတ်တဲ့ခွက်လေးကိုဘယ်မှာတောင်းဝင်มาလဲဆိုမြင်နေရတဲ့အဲ့ဒီအဆောက်အဦမှာတောင်းဝင်มาဖြစ်ပါတယ်ဒီတော့ကျွန်မကဒီ vlog လေးကတော့ coffee ကြိုက်တဲ့မိတ်ဆွေတွေတက်လက်ဆောင်ဖြစ်ပါတယ်ကိုနိုင်လည်းကြိုက်တယ်ပြီးတော့ coffee နတ်တောက်တဲ့အခါကျလို့ရှိရင်ဘယ်လိုမျိုးတွေနတ်ပြီးမှတောက်တယ်ဘယ်လိုမျိုးဘာ ingredient လေးထည့်ပြီးမှတောက်တယ်ဆိုတာလေးကိုမိတ်ဆွေတို့အကုန်လုံးမျှဝေပေးတော့ပါမယ်ရှင်နေရာမှာဆိုလို့ရှိရင်မင်းကြား၄နေရာလောက်ထည့်ရတာပေါ့နော်ကျွန်မရှက်ပြပေးနော်ဒီမှာတစ်ခုနှစ်ခုသုံးခုလေးခုအဲ့လိုမျိုးပေါ့နော်ကျွန်မသွားမယ်လမ်းကြောင်းအဲ့လိုမျိုးဝိတ်ဝိုင်းပြီးမှတောင်းမှဖြစ်ပါတယ်ဒီနောက်မှာဆိုလမ်းစုံဖြစ်တဲ့ခါကျတော့လေလမ်းစုံတော့မှဒီလမ်းက4-5စုံလောက်ဖြစ်တဲ့ခါဆိုတော့တော်တော်လေးစိတ်ရှည်ပေးရတယ်အမှလမ်းတစ်ခါဖြတ်ဖို့အတွက်တော်တော်လေးစိတ်ရှည်ပြီးမှစိတ်ရှည်လေးရှည်နဲ့တွားရတဲ့လမ်းကြောင်းဖြစ်ပါတယ်ရှင်ဒါကတော့ကျွန်မဒီ Vietnamese Fin coffee filter ဆိုတဲ့မြန်မာလိုဆိုရင် coffee နတ်တဲ့ပုံစံခွက်လေးတွားဝင်မဲ့နေရပေါ့နော်သူကကျမတို့ဒီနေရာကဘယ်နေရာလဲဆိုရင်ကျမတို့နေထိုင်တဲ့ဒီငေါ့ခတ်နာကဒီ Vincom Center Vincom Center မှာဆိုလို့ရှိရင်သူက Win City Mark ဆိုတာရှိတယ်အဲ့ဒီ Win City Mark မှာဆိုလို့ရှိရင် Make in Vietnam ဆိုတဲ့ကုန်ပစ္စည်းအများကြီးရောင်းတယ်အဲ့မှာတော့ဝေတာဖြစ်ပါတယ်ရှင်ရှင်းအောင်မနေရတယ်ကိုရန်လာဟောလေကော်ဖီဝေးတဲ့ခါကျတော့ရှင်ကော်ဖီကော်ဖီခွက်လောက်တဲ့အဲဇီနိုလေးဘယ်လောက်ရှိဆိုတာလေးကျွန်မမှတ်ထားပြီးမှမစရုပ်ကိုမြောက်ပေးပါမယ်နော်ဒါကတော့ Vietnamese Fin coffee filter လေးတွေကိုဒီလိုမျိုးရောင်းချတာပေါ့နော် size စုံလေးရှိပါတယ်ကွာအကြီးတာရောသေးတာရောအလတ်ရောကို steam နဲ့လှုပ်ထားတာယူမလားတတူနဲ့လှုပ်ထားတဲ့ဟာလှုပ်မလားဒါမျိုးလေးခွဲပြီးမှကိုချိုက်နေတဲ့တာလေးရွေးချယ်ပြီးဝယ်လို့ရတယ်ဈေးနှုန်းလေးလည်းအတင်းအဲ့လိုမျိုးရှိပေါ့နော်အကြီးလေးရှိတယ်ဟောအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ Vietnamese Fin coffee filter ဆိုတဲ့ဗီယက်နမ်မှာဆိုလို့ရှိရင် coffee နတ်တောက်တဲ့ပုံစံခွက်လေးပေါ့နော်ဒါလေးကိုဆိုလို့ရှိရင်ဗီယက်နမ်လို့ဆိုရင် Fin လို့ခေါ်တယ်အင်္ဂလိပ်လို့ဆိုရင် coffee filter မြန်မာလိုအစီလေးအောင်ပြောပြရမယ်ဆိုလို့ရှိရင်တော့ coffee နတ်တဲ့ပုံစံခွက်လေးပေါ့နော်ဒီဟာလေးနဲ့ဗီယက်နမ်တွေ coffee ဘယ်လိုမျိုးနတ်ပြီးမှတောက်ကြတယ်ဆိုတာလေးကိုကျွန်မမိတ်ဆွေတို့ကိုမျှဝေပေးမယ့်အစီအစဉ်ဖြစ်ပါတယ်ဒီနေရာမှာပထမအဆုံးပြောပြလိုတာကတော့coffee ခွက်ကတော့ဈေးနှုန်းကတော့$2ကျော်လောက်ဖြစ်ပါတယ်ကျွန်မသုံးဝယ်ခဲ့တဲ့နေရာမှာဆိုလို့ရှိရင်တော့ဒီ coffee ခွက်ရဲ့ဈေးနှုန်းလေးတွေကတော့$ကျော်တန်လေးရှိတယ်ဒီဈေးနှုန်းပေါ့နော်$ကျော်တန်လေးရှိတယ်$နည်းနည်းလေးကျော်တဲ့ဈေးနှုန်းလေးနဲ့ရောင်းချနေတဲ့ coffee ခွက်လေးတွေရှိတယ်ဒီမှာအစားအစာရှိရပေါ့နော်နည်းနည်းကြီးတဲ့ဟာတွေဆိုလို့ရှိရင်လည်းစိတ်တစ်မျိုးတချို့ဆိုလို့ရှိရင်တော့ဒီအရောင်းလလပပလေးနဲ့လုပ်ပြီးမှရောင်းချတဲ့ဒီ faint coffee filter လေးဆိုလို့ရှိရင်တော့ဈေးတွေအများကြီးပေးပြီးမှရောင်းတာတွေလည်းမြင်ခဲ့တာပေါ့နော်ဒီထဲမှာဆိုရင်ကျွန်မကဒါလေးကိုရွေးချယ်ခဲ့တာပေါ့နော်ပပလေးနဲ့ကိုကလည်းအမြဲတမ်းအချိန်မရွေးတောက်လို့ရအောင်ဆိုပြီးမှဒီဟာလေးရွေးချယ်ခဲ့တာဖြစ်ပါတယ်ဒီနေရာမှာဒါကိုကျွန်မရွေးချယ်ပြီးမှဝေဖို့ဆိုပြီးရွေးချယ်လိုက်တဲ့အခါကျတော့အဲဒီ
စင်တာမှာcoffee တွေပါ coffee promotion တွေပါဆိုပြီးမှလှည့်ရောက်နေတာမြင်ခဲ့တဲ့အခါကျတော့ကျမကလည်း coffee အသစ်ဆန်းဆိုလို့ရှင်မိတောက်ချင်တာအဲ့လိုဖြစ်တဲ့အခါကျတော့ coffee အသစ်ဆိုပြီးမှကျွန်တော်တို့ရောင်းချတာလေးကျမမိတောက်ကြည့်ရမိတောက်ကြည့်တဲ့အခါကျတော့ကြိုက်တဲ့အခါကျတော့ကျမရွေးချယ်ခဲ့တဲ့ coffee အသစ်ပေါ့နော်ဒါကျမအတွက်ကတော့အသစ်ပေါ့နော်တခြားလူတွေအတွက်ကဆိုလို့ရှင်တော့တောက်နေကြဖြစ်ချင်ဖြစ်မယ်ဒါပေမဲ့ကျမဒီ coffee လေးမတောက်ဘူးတဲ့အခါကျတော့ဒီ coffee လေးကိုရွေးချယ်ခဲ့တာ coffee ကတော့သူက Luwak coffee လို့ခေါ်တာပေါ့နော်အဲဒီ coffee လေးနဲ့ကျမကနှပ်ဒီ Find coffee filter လေးဗီယက်နမ်တွေသုံးတဲ့ Find ဆိုတဲ့ဒီခွက်လေးနဲ့အဲ့လိုမျိုးနှပ်ပြီးမှတောက်မှာပေါ့နော်ဒါလေးကိုကျမမဆိုတော့ကိုအတိကတော့ဒီ coffee Find ကိုဘယ်လိုသုံးတာလဲဆိုတာလေးကိုပြချင်တာလည်းပါတယ်ပြီးတော့ကျမကဒီယာကိုဝေဖို့အတွက်ရွေးချယ်ခဲ့တယ်ဆိုပေမဲ့လည်းဒီ coffee ဝေတဲ့အခါကျတော့ဒါလေးလက်ဆောင်ပေးခဲ့တာအဲ့ဒီအတွက်ကြောင့်ဒါကတော့အမှတ်တရအနေနဲ့မိတ်ဆွေတို့ကိုမျှဝေခြင်းတာဖြစ်ပါတယ်ဒီညမှာနောက်တစ်ခုပြောပြလိုတာကတော့ဒီဗီယက်နမ်မှာဆိုလို့ရှင်တော့ဒီ coffee တွေပါလုပ်တဲ့ခါကျတော့များတော့ဖြစ် no si လည်းတုံးကြတာများတယ်အခါကျတော့ကျွန်မ no si လို့ဝေခဲ့တယ်ဒီလိုမျိုးတွေပေါ့နော် no si ကတော့ဈေးမကြီးအဲ့လိုမျိုးပြီးတော့ no si မှာဆိုလို့ရှင်တော့ဒီဗီယက်နမ် coffee လုပ်တဲ့ခါကျလို့ရှင်သုံးတဲ့ no si တည်တံ့အဲ့လိုမျိုးနာမည်လေးရှိရပေါ့နော် condensed milk ဆိုပြီးမှno si ဆိုရင်အဲ့သူတို့အဲ့လိုမျိုးဗီယက်နမ် coffee တွေပါလုပ်တဲ့ခါကျလို့ရှင်သုံးတဲ့ဒီလိုမျိုးပုံစံပြထားတာလေးပေါ့နော်ဒါလေးကိုရွေးချယ်ပြီးမှကျမကဝေခဲ့တာဖြစ်ပါတယ်ရှင်ကဲမိတ်ဆွေတို့ရေဗီယက်နမ်မှာဆိုရင်ဒီ Find coffee filter လေးနဲ့ဘယ်လိုတောက်လဲဆိုတာလေးကိုညဝေပေးမယ်စီစဉ်ဖြစ်ပါတယ်ကဲခုကတော့ဒီအထုပ်လေးဖြည့်ပြီးမှအရင်ဆေးလိုက်အောင်ပါကဲတရားလေးကိုဆေးပြီးပြီနည်းနည်းလေးတုတ်လိုက်အောင်ပါသူကလေပြောရမယ်ဆိုလို့ရှင်ဆိုင်ရနေဝေကတည်းကကျမအဲ့လိုမျိုးတင်ထားတာပေါ့နော်တင်ထားတယ်ပြီးလို့ရှင်ဒီblock လေးလုပ်ဖို့အတွက်မိတ်ဆွေတို့ကိုဒီလိုမျိုးမျှဝေပေးဖို့အတွက်ဆိုပြီးမှကျမတင်ထားတာပေါ့နော်ခါတိုင်းဆိုလို့ရှင်ကျမတို့ကရိုးအဲ့ဒီဆက်ထဲမှာ coffee mug လေးထည့်ပြီးမှအဲ့လိုမျိုးကျလာတဲ့အရည်လေးတွေယူတောက်တာပေါ့နော်အခုဒါကတော့ဗီယက်နမ်မှာဆိုလို့ရှင်ဒီ Find coffee တွေဆိုလို့ရှင်ဘယ်လိုတောက်ကြတာလဲဆိုတာလေးကိုမိတ်ဆွေတို့ကအမြတ်တရားအနေနဲ့မျှဝေပေးလို့တဲ့အတွက်ကြောင့်ဒီလိုလေးဖန်တီးထားခြင်းဖြစ်ပါတယ်ကျွန်မကိုယ်နိုင်ကလည်း coffee လေးအရန်ကြိုက်တာဖြစ်တဲ့အခါကျတော့ coffee စစ်ရဲ့အရသာလေးကိုကိုဒေတာထွက် coffee စစ်လေးတွေတုံးချင်နေဆိုလို့ရှင်လည်းရတယ်အဲ့လိုမျိုးပေါ့နော်ဒီတော့ဒီ assistant လေးကတော့ coffee ကိုဗီယက်နမ်မှာဆိုလို့ရှင်သူတို့တွေဒီ coffee နတ်တောက်တဲ့ဒီခွက်ပုံစံလေးကိုတော့ Find လို့ခေါ်ပြီးမှဒီခွက်လေးနဲ့ဘယ်လိုမျိုးတွေနတ်တောက်တယ်ဆိုတာလေးကျွန်မမျှဝေပေးခြင်းတဲ့အတွက်ကြောင့်ဒီလိုမျိုးဖန်တီးထားခြင်းဖြစ်ပါတယ်နည်းနည်းတော့စိတ်ရှည်ရတယ်လွယ်တော့ရမ်းလွယ်တယ်ဒီနေရာမှာလေဒါကျွန်မသုံးမဲ့ခွက်လေးပေါ့နော်ဒီခွက်လေးတွေမှာပထမဦးဆုံး no si ထည့်မယ်ဆိုလို့ရှင်ဘာအရင်လောက်ရမှာလဲဆိုလို့ရှင်တော့ no si ထည့်မယ်ဆိုလို့ရှင်တော့ no si တော့အရင်ဖောက်ရမှာပေါ့နော်ဒါကကျွန်မဆေးပြီးသွားတဲ့ Find coffee ရဲ့အနေထားပေါ့နော်ဒီမှာဆိုပါလဲဆိုတာဒီမှာကြည့်ဒီစကားလေးပါတယ်လို့ရှင်ဒါကအဖုံးချစ်စရာလေးပြီးတော့အထဲထဲမှာဆိုလို့ရှင်ဝေးဒါလေးပါတယ်အဲ့လိုမျိုးပေါ့နော်ဒီနေမှာချစ်စရာလေးတကယ်ရမ်းချစ်စရာကောင်းတယ်အခါကျတော့ကျွန်မဒါလေးအရန်သဘောကျတာနဲ့ဒါလေးရွေးချယ်ပြီးပေးခဲ့တာပေါ့နော်အိုးကလေးကြနေရပါအဲ့လိုမျိုးချက်Okay ဒါကတော့ no si ပေါ့နော် no si ကိုကျွန်မဖောက်ပါမယ်ရှင်no si ဖောက်နေတော့မေ့တော့ဝူးဒီနေရာမှာလေကျွန်တော်တို့ဒီဖောက်တံကနည်းနည်းလေးဟောင်းနေတယ်ပြီးတော့ဒီဖောက်တံတွေကလည်းမသုံးတတ်ဘူးဆိုလို့ရှိရင်လက်လဲရှာတတ်တယ်အဲ့လိုမျိုးတောင်းဒီနို့စီပဲဘူးတွေပဲဖောက်တော့မယ်ဆိုကျွန်တော်ကိုယ်တိုင်တိတ်မဖောက်ဘူးအမျိုးသားပဲဖောက်ခိုင်းတာများတယ်ဒီနေ့ကတော့သူကအလုပ်သွားနေဆိုတော့ကိုဖောက်ရတာပေါ့နော် Okay
ဒီနေရာမှာပထမဦးဆုံးကျမကတော့ no စီအရင်ထိထားပါမယ် no စီကတော့ကျမသစွန်းလောက်သစွန်းကြော်လောက်ပဲထိထားမှာပေါ့နော်သူရတယ်အများကြီးထည့်တာသုံးစွန်းလောက်ဆိုလည်းမစိုးနို့စီထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကိုစပါမယ်ရှင်ဒီခွက်လေးပေါ့နော်ဒီခွက်လေးကိုဒီမှာရင်တင်ပြီးပြီဆိုရှင်ဒီဟာလေးကိုယူလိုက်မယ်ပဲနော်ဒါလေးကိုထုတ်ထားလိုက်မယ်ထားပြီးတလို့ထားလိုက်မယ်နော်ဒီခွက်လေးကိုဒီရရဲ့အပေါ်မှာဒီလိုမျိုးပြန်တင်မှာပေါ့နော်တင်ပြီးပြီဆိုလို့ရှင် coffee စိတ်လေးတွေဒါဆိုရှင်Luwak coffee လို့ခေါ်ပါတယ်ကိုကအများကြီးထည့်ချင်တယ်ဆိုလို့ရှင်လည်းရတယ်ကျမကတော့နှစ်စွန်းပဲထည့်ဒီမျိုးပေါ့နော်ပြီးလို့ရှင်ဒီမှာလေးပြီးရင်ဒါကိုဒီရလေးနဲ့ coffee နဲ့တဲ့ထဲမှာဒီလိုမျိုးဖုံးလိုက်တာပေါ့နော်ဒီလိုဖုံးလိုက်မယ်နော်ပြီးလို့ရှင်ဒီမှာရင်းနှီးထည့်ပါမယ်ရှင်ဒါကဆွမ်းနာကဖုံးထားလိုက်တဲ့နေရာမှာဒီလိုမျိုးပေါ့နော်ဒီနေရာဒီအပေါ်မှာပဲကျမကရင်းနှီးလေးဟယ်လိုပြီးပြီဆိုလို့ရှင်ဒါလေးကိုအဖုံးလေးအုပ်ထားလိုက်ပါမယ်ဒီနေရာမှာလေးVietnamese Fin Coffee Filter ဆိုတဲ့ coffee နတ်တဲ့ပုံစံခွက်လေးတွေမှာ coffee မုတ်တွေထည့်တဲ့ပမာဏတွေကတယောက်နဲ့တယောက်ကွဲလွဲနိုင်ပါတယ်။ကိုကြိုက်နေတဲ့ပမာဏလောက်ထည့်ပြီးမှနှက်လို့ရပါတယ်။ကျွန်မကတော့ coffee အမုတ်တွေနည်းနည်းလေးပဲထည့်တဲ့အခါကျတော့သူ့ရဲ့ဒီ coffee ပြောမယ်ဆိုရှင်သူရဲ့အငွေ့အဆက်လေးတွေရေစက်လေးတွေကြာတာကတော့မြန်တယ်အယမ်းမြန်တယ်ပေါ့နော်ခဏလေးနဲ့အဲ့လိုမျိုးအကုန်လုံးကြာသွားတယ်ဒါမျိုးလေးတော့ကိုပြပါတယ်ရှင်ကဲဒါကတော့ကျွန်မစမ်းကြည့်ထားတဲ့ဗာလဲ Vietnamese faint coffee filter လေးနဲ့နှတ်ထားလေးပေါ့နော်ဒါဆိုလို့ရှိရင်ချတော့မယ်ဆိုအဲ့လိုမျိုးနော်အယောင်လေးရတယ်မစိုးဒီနောက်မှာကန်ရင်အရင်ပူတယ်ဒီနားလေးမှာကန်ပြီးမှအဲ့လိုချလို့ရတာပေါ့နော်ဒါမှမဟုတ်လို့ရှင်ဒါရချထားလိုက်ဘူးတော့အရန်ပူတယ်လို့ဆိုကဲဒါကတော့ Vietnamese Fin Coffee Filter နဲ့ကျွန်မပြောတောက်တဲ့ coffee လေးဖြစ်ပါတယ်တောက်လို့ကောင်းနေတာတင်းကဲဒါကတော့ Vietnamese Fin ဆိုတဲ့ဒီ coffee filter လေးနဲ့နှက်တောက်တဲ့ coffee လေးဖြစ်ပါတယ်ရန်ကတော့ coffee ကြိုက်တဲ့သူမလို့တောက်လို့ကောင်းတယ်အဲ့လိုမျိုးပေါ့နော်ဒီနေရာမှာလေတခုပြောပြချင်တာကတော့ coffee နှက်တောက်တဲ့ခါကျလို့ရှိရင်ကိုယ်ဒေတာအတွက် coffee စိတ်လေးတွေကြိတ်ပြီးမှနှက်တောက်ရင်လည်းရပါတယ်ဒါလေးကတော့လက်ဆောင်ပေါ့နော်ကျွန်မဒီနေ့ကျွန်မမျှဝေတဲ့အကြောင်းအရာတွေမှာဆိုရင်ကျွန်မနှက်တောက်တဲ့ coffee ကတော့ Luwak coffee ဖြစ်ပါတယ် Luwak coffee နဲ့နှက်တောက်တာပေါ့နော်ကိုကအဲ့ Luwak coffee ဆိုလို့ရှိရင်အမြဲတမ်းတော့မတောက်ဘူးတစ်ခါတလေမှပဲတောက်တယ် Luwak coffee ဆိုတာဘာလဲဆိုတာကိုလည်းမိတ်ဆွေတို့ကိုလက်ဆောင်နဲ့ပြပြမယ်နော်တိတဲ့လူဆိုလို့ရှိရင်တော့ coffee အကြောင်း coffee ကြိုက်နေတဲ့လူတွေ coffee နဲ့အမြဲတမ်းရင်းနှီးနေတဲ့လူတွေကတော့သိရပေါ့နော် coffee တိတ်မတောက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့Luwak coffee ဆိုတာတတိထားမိမှာမဟုတ်ဘူး
ဘာမှလည်းတိမှာမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်ဒီတော့ Luwak coffee ဆိုတာဘာလဲဆိုလို့ရှိရင်ဒီကြောင်ကတိုးလေးတွေကိုcoffee ဈေးလေးတွေကျွေးပြီးမှအဲ့ကြောင်ကတိုးလေးတွေဆွန့်ထုတ်လိုက်တဲ့အဲ့ဒီမစင်ကလည်း coffee ဈေးလေးတွေပဲပြန်ပြီးမှထွက်လာတာပေါ့နော်အဲ့ဒီ coffee ကြောင်မစင် coffee ကိုသူတို့ကသူတို့ဟန်နဲ့ကောင်းကောင်းလေးအဲ့လိုမျိုးအချောက်ခံပြီးလို့ရှင်ပြီးလို့လော်ပြီးလို့ရှင်ပကင်လေးထုတ်ပြီးမှအထုပ်လေးထုတ်ပြီးမှရောင်းချတာပေါ့နော်Luwak coffee ကျမသုံးတဲ့နတ်တောက်တဲ့ Luwak coffee ဖြစ်ပါတယ်ပြောမယ်ဆိုရင်အရက်စကားနဲ့ပြောမယ်ဆိုရင်ကြောင်ချီ coffee ပေါ့နော်ရတယ်တိလားကျမတသက်တဲ့ကိုဘရောမဟိုစိတ်ကူးတော့မရင်ဘူးတဲ့ကြောင်ချီ coffee အရန်တောက်လို့ကောင်းပါတယ်မိတ်ဆွေတို့လေတကယ်လို့ဗျာVietnam coffee တွေ Fin coffee နဲ့တောက်ကြည့်ခြင်းတယ်ဆိုလို့ရှိရင် midi coffee မဆို midi coffee မဟုတ်မဆိုအဲ့လိုမျိုးဒီလိုမျိုးနှပ်ပြီးမှတောက်ကြည့်လို့ရပါတယ်ဒါကတော့ကျမဒီနေ့ကျမစမ်းပြီးမှလုပ်ကြည့်တဲ့Vietnamese Fin coffee filter နဲ့တောက်တဲ့အစီအစဉ်လေးဖြစ်ပါတယ်ဝင်ရောက်ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်အားလုံးပဲရွှေလန်းချမ်းမြေ့ကြပါစေBye bye.